Yo, what's up guys? ဘာလုံးနေ ဒီမှာလေလူငယ်တို့ဘယ်လောက်ခုကိုပြောင်းနေလို့ တင်းကောင်ဘာများလဲ အဲ့ဒါကတော့ ခဏ Hey, you listen up. You should y'all like every day. My hold it the dance guy. The sins I got the sin. Little time I'm getting and though. But they do jodo, they do posa. We go out the bini, then I bought that pity. She nine bamala. Yeah, Khalid of Sinza me, Sinza Jigwe. He let Penny the Kabati Tema that she had a banya to the bile. Came me to like Shara and Muya Jige. A song bait, so that pig I issue here the barber sheet. Trying to get a pity, got she get to me mouth or 10. Next shiny yagu yale, Pobi dole, yip your say. Some man at Ranya Gula hit, okay, pound the young in Yale pick, okay. We are one family in crypto tech. Sabio Dodger, Owen, and Shine, the mouth though. Ain't I be janking me to the yellow Kutolo. We need no money, need a captive bag at Yabu. Meaning I don't count you got it pointing at I lava to shout so. Wait what Cam Deeper ဟုတ်တယ်လေငါပြောမှလည်းအဲ့အကြောင်းပဲဒါမဲ့ April 16 19 18မှာခန့်ကြည့်ဖို့ရှိတယ်လေဟုတ်ပါတယ်ဒီနေ့မစပေးမဲ့အကြောင်းအရာကတော့လူငယ်တွေအားလုံးအတွက်ခန့်ကြည့်ပါလာပြီနော် နေ့စဉ်နဲ့တိုင်းဒီ arrow ကနေရွက်ခတ်နေလို့ငဲလှုပ်ဆောင်နေတာဖြစ်တယ်။ခံအားဖြင့်လူငယ်တွေရဲ့တက်တာမှာဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းရင်သက်ခြင်းနဲ့တက်တေခံချက်စုကိုလည်းများစွာကြားရတာဖြစ်တယ်။ဒီနှစ်မှာလည်းအရင်နှစ်တွေနဲ့မတူတဲ့နှက်ဆိုင်ရအရက်ကို let's go လူငယ်တွေရဲ့အနာဂတ်မိခွန်းများစွာရဲ့အဖြစ်အလုံးစုံသောလွတ်မြောက်ခြင်းဖြစ်ထူရှားတဲ့ဖွံ့ဖြိုးချက်အသက်တော်ယူပါရုံနေနဲ့ hey အချစ်စစ်တစ်ခုကိုသင်ရှာနေရလားဒီညမှာရနိုင်တယ်နော် လူငယ်တယောက်ဖြစ်တဲ့တဲ့အတွက်ရွေးချယ်စရာတွေအများကြီးရှိရမှန်ပေမဲ့တင့်ရဲ့ဝိညာဉ်ရေးရာကိုကောင်းချီးဖြစ်စေမဲ့ဒီ Camp Deeper ကိုတော့တင်လုံးဝလက်လွတ်ခံလို့မရအောင်နော် ။ Yeah ဒီခက်မှာနှုတ်ကပတ်တော်ဝင်မှလာတယ်ဆရာမတွေကလည်းလုံးဝ epic ။ဒါအပြင်အကျန်းစား activity တွေအမိုက်စားချီမကိုဝယ်ခြင်းတွေနဲ့အလန်းစား camp vibe တွေလည်းအပြည့်အဝခံစားမှာဖြစ်လို့ဒီ camp Deeper ကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ရာဆိုတော့ Camp ပြုလုပ်မယ့်နေ့ရက်ကတော့ April 16 19 18 3ရက်တာပြုလုပ်သွားမှာဖြစ်ပါတယ် Camp fees ကလည်း9000ကျပ်သားကျတဲ့မှာဖြစ်ပြီးတော့ပြုလုပ်မယ့်နေရာကတော့ Dream Center မြန်မာမှာပဲဖြစ်ပါတယ်ဟုတ်ဒါကြောင့်နေ့လေစားကလည်းပါတယ်နော် ဒီအနေနဲ့ဒီ camp Deeper ကိုတက်ရောက်ဖို့စိတ်ဝင်စားရဆိုရင်တော့ QR code ကို scan ဖတ်ပြီးတော့ အခုပဲ register လုပ်လိုက်တော့နော် Hey အဲ့ဒါသွားမယ် ဘယ်လိုလဲ camp Deeper ကို